လီနာတယောက်မမျှော်လင့်ပဲနိုးလာတဲ့အချိန်မှာတော့ဘေးနားမှာရှိနေတဲ့ဂျိုသားကြီးကိုမြင်ပြီးရင်တုန်ပန်းတုန်ဖြစ်သွားခဲ့ရတယ်။သူမအလန့်တကြားထွက်ပြေးဖို့ကြိုးစားပေမဲ့တကားဝမရောက်ခင်မှာပဲထိုဂျိုသားရဲ့အတင်းအဓမ္မဖိချုပ်ခြင်းကိုခံလိုက်ရတာကြောင့်လုံးဝမလုံနိုင်တော့ဘူး။လီနာတယောက်အစွမ်းကုန်ရုန်းကန်ခဲ့ပေမဲ့လည်းအရာမထင်ခဲ့ပါဘူး။ဂျိုသားကသူမကိုတဆင့်ထက်တဆင့်ပိုပြီးတင်းကျပ်စွာဖိညက်ထားတာကြောင့်ပြင်းထန်တဲ့ဖိအားအောက်မှာပဲသတိလစ်သွားခဲ့ရတယ်။ထူးဆန်းတာကထိုဂျိုသားဟာသူမရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်နေပြီးသူမလုပ်သမျှကိုလိုက်လုပ်နေခဲ့တာပါ။လီနာသတိပြန်ရလာတဲ့အချိန်ထိထိုဂျိုသားကထွက်မသွားသေးပါဘူး။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဂျိုသားဟာသူမရဲ့အပြုအမူတွေကိုလိုက်လံတူးပတ်နေမှလီနာရိပ်မိသွားတာကြောင့်ဒါကိုအခွင့်ကောင်းယူဖို့ဆုံးဖြတ်လိုက်တယ်။သူမဟာကြောပိုးအိတ်ရှိရာစီကိုဖြည်းဖြည်းချင်းတိုးသွားပြီးမုတ်ရှိုးကအိတ်ထဲကနေ Phosphorus White Phosphorus ဘုံတစ်လုံးကိုထုတ်ယူလိုက်တယ်။အဲ့ဒီအချိန်မှာပဲထိုတတဝါဟာတဖြည်းဖြည်းချင်းပုံစံပြောင်းလဲလာပြီးလီနာရုပ်တွင်တိုင်းဖြစ်လာခဲ့ပါတော့တယ်။ဒီဂျိုသားဟာလူသားတွေရဲ့မျိုးဗီဇတနက်ကိုချက်ချင်းကူးယူနိုင်စွမ်းရှိမှန်းသိလိုက်ရတဲ့အတွက်လီနာအကြီးအကျယ်တုန်လှုပ်သွားခဲ့ရတယ်။ဒါပေမဲ့လက်ရှိအချိန်မှာဒီနေရာကနေလွတ်မြောက်ဖို့ကသာအဓိကမှုသူမဟာဘုံရဲ့စနက်တံကိုဖြုတ်လိုက်ပြီးအမြန်ဆုံးထွက်တက်ပြေးခဲ့ပါတော့တယ်။ချက်ချင်းဆိုသလိုပဲထိုဂျိုသားဆိုးကြီးဟာမီးဟုံးဟုံးတောက်လောင်သွားပြီးလီနာလည်းမီးပြတိုက်ထဲကနေအချိန်မီဘေးကင်းစွာလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။